ငင်းမှာနာမည်ကြီးတဲ့ကီးမဆိုင်ဆိုတာဒီနေရာလေးကိုပြောတာပါဝက်စီဘက်ကီးမနဲ့အောက်ကွေးကြီးကိုမှတွဲစားကြည့်ချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်သွားလိုက်နော် This is me ပါရှင်ရန်ကင်းမြို့နယ်ရန်ရှင်းလန်3ရက်ကွက်တိုက်204အခန်း9မှာရှိတဲ့ရန်ကင်းကီးမဆိုင်လေးပါဒီဆိုင်မှာကီးမအမျိုးအစားစုံနေရပါတယ်ပဲပြုတ်ကီးမကြက်ဥကီးမကြက်သားကီးမအထူးသဖြင့်မေတို့စားခဲ့တဲ့ဝက်စီဘက်ကီးမတွေအထီးရပါတယ်တခြားအော်ကွေးကြီးအာလူကတက်လက်ကြာစံချက်တွေနဲ့အတုတ်တို့အေးတွေကိုပါရတာမို့လို့စုံလင်နေရပါပဲမေတို့ကတော့ပဲပြုတ်ကီးမဝက်စီဘက်ကီးမနဲ့အော်ကွေးကြီးတို့မှားစားခဲ့ပါတယ်ပဲပြုတ်နဲ့က4000ဝက်စီဘက်နဲ့က6000အော်ကွေးကြီးကတော့4000ပါဝက်စီဘက်ကီးမဆိုတာမေတခါမှမစားဘူးတော့အီမယ်ထင်ခဲ့တာတကယ်တမ်းစားကြည့်တော့မှအရသာကထူးခြားပြီးအရန်စားလို့ကောင်းမှသိလိုက်ရတာပါကီးမပပူနွေးလေးနဲ့အော်ကွေ့ကြီးလေးနဲ့တွဲစားရတကယ်ကို share ပါပဲရှင်ရန်ကင်းမရောက်ရင်တော့ဒီဆိုင်လေးကိုမမေ့မလျော့ဝင်စားကြည့်ကိုအကြံပေးချင်ပါတယ်နောက် floor တွေမှာထပ်တွေ့ကြမယ်နော် bye bye No, no.